ခေါင်မိုးထက်ကသူငယ်ချင်းအသက်ဟိုးရှေရှေတုံးကตาရတဲ့ရွာကလေးတရွာမှာရွှေဝါလို့ခေါ်တဲ့ကြောင်မလေးတစ်ကောင်ရှိတဲ့သူမဟာအိမ်ဟောင်းကြီးရဲ့ခေါင်မိုးထက်မှာတက်ရောက်သေးအေးအေးဆေးဆေးနေထိုင်ပါတယ်ရွှေဝါဟာအပြင်းတစ်ဖက်အိတ်လိုက်တစ်ဖက်နဲ့လုံမွေ့နေသူလေးပါအဲ့ဒီခေါင်မိုးထက်ရဲ့နေရန်အပန့်ကလေးထဲမှာတော့မီကီလို့ခေါ်တဲ့ကြွက်ကလေးတစ်ကောင်လည်းနေထိုင်တာပေါ့မီကီဟာတဲငယ်ပေမဲ့အယမ်းချစ်လက်ပြီးစူးစမ်းခြင်းစိတ်ပြင်းပြရဲ့ကြွက်ကလေးတစ်ကောင်ဖြစ်ပါတယ်တခါတလေမှာရွှေဝါဟာမီကီကိုဖမ်းဖို့လိုက်လေရှိပါတယ်ဒါပေမဲ့ဂျာဟာညံ့ညိုးကြောင်မဟုတ်ဘဲကစားခြင်းလို့ပါမီကီကလည်းရွှေဝါရဲ့လက်သေးကြားကနေကျွမ်းကျင်စွာရှောင်ကွင်းပြီးပြေးလွှာဆော့ကစားတတ်ပါတယ်။တညမှာတော့အပြင်မှာမိုးသက်မုန်တိုင်းတွေပြင်းထန်စွာတိုက်ခတ်နေပါတယ်။လျှက်စီးတွေတက်ပြီးမိုးချိန်တန်တဲ့ကြောင့်ရွှေဝါတစ်ယောက်ကြောက်လန့်ပြီးခေါင်မိုးထိုက်ရဲ့တောင်းတနေရာမှာကတ်နေဆိုင်။မုန်တိုင်းတန်ကြောင့်စင်ဘောကပစ္စည်းတွေပြုတ်ကျလာပြီးရွှေဝါအမျက်နှိုးဆုံးကစားစရာဘောလုံးလေးဟာတစ်တာအကြီးကြီးရဲ့အောက်ထဲကိုလိမ့်ဝင်သွားပါတော့နဲ့ရွှေဝါဟာသူမရဲ့လက်ကလေးနဲ့ဘလို့ပဲနှိမ့်နှိမ့်ဘောလုံးလေးကိုထုတ်လို့မရနိုင်ချင်နေတယ်။အဲဒီအချိန်မှာမီကီကနယံအပေါက်ထဲကနေထွက်လာခဲ့ပါတယ်။သူဟာရွှေဝါစိတ်မကောင်းဖြစ်နေတာကိုမြင်တော့ကူညီခြင်းစိတ်ပေါ်လာတာပေါ့။စိတ်မပူပါနဲ့ရွှေဝါငါကူညီပေးမယ်လို့မီကီကပြောလိုက်ပါတယ်။မီကီဟာတင်းငယ်ရဲ့အတွက်တစ်တာအောက်ကကျင်းမြောင်းတဲ့မီယာလေးထဲကိုအလွယ်တကူတိုးဝင်သွားနိုင်ခဲ့ပါတယ်။သူဟာအားနဲ့တွန်းပြီးရွှေဝါရဲ့ဘောလုံးလေးကိုအပြင်ရောက်အောင်ထုတ်ပေးလိုက်ပါတယ်။ရွှေဝါဟာအယမ်းဝမ်းသာသွားပြီးမီကီကိုကျေးဇူးတင်စကားပြောပါတယ်။သူမဟာသူမအတွက်ထည့်ထားတဲ့နွားနို့ခွက်ကလေးကိုမီကီနဲ့အတူမျှဝေတောက်ကြပါတယ်။အဲဒီနေ့ကစပြီးသူတို့နှစ်ယောက်ဟာမခွဲနိုင်တဲ့တငယ်ချင်းတွေဖြစ်သွားကြပါပြီ။အခုဆိုရင်ရွှေဝါနဲ့မီကီဟာခေါင်မိုးထပ်မှာအတူတူဆော့ကစားကြပါတယ်။ရွှေဝါကမီကီကိုကြောပေါ်တင်ပြီးလိုက်ပို့တတ်တယ်လို့မီကီကလည်းရွှေဝါလလန်းမမီတဲ့နေရာကပစ္စည်းလေးတွေကိုယူပေးတတ်ပါတယ်။ညရောက်တဲ့အခါမှာတော့သူတို့တငယ်ချင်းနှစ်ယောက်ဟာနှွေးထွေးတဲ့ခြုံဆောင်ဟောင်းအေးပေါ်မှာတဦးကိုတဦးမိပြီးအိတ်ဆက်ကြပါတယ်။ကြောင်နဲ့ကြွက်ရင်သူဆိုတဲ့စကားဟာသူတို့အကြွတ်တော့မမှန်တော့ပါဘူး။သူတို့ဟာကဘာမှာအချစ်ဆုံးတငယ်ချင်းတွေပါပဲ။